ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ဖို့ဆိုရင်အရေးကြီးဆုံးကတော့ဇာတ်ညွှန်းဖြစ်ပါတယ် script ပေါ့ script မရှိရင်ပလက်လန်ပေါ့အဲ့လိုပြောကြတယ် script is the king ဆိုပြီးဆရာကြီးကခဏခဏပြောကြတယ်ဒီဇာတ်ညွှန်းနဲ့ပတ်သက်တဲ့သင်တန်းတွေမှာဒီဆရာ၄-၅ယောက်ပေါ့တချို့ဆို academy ရတဲ့ဇာတ်ညွှန်းဆရာကြီးရှိတယ်တချို့ဆိုရင်နာမည်ကြီးကဘာမှာဒီတချို့နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲတွေမှာလည်းဝင်ပြိုင်တဲ့တချို့ဆရာကြီးဆိုရင်လည်းပြောပြတယ်ဒီရုပ်ရှင်မှာဒီဇာတ်ညွှန်းကအရင်ကြီးတယ်ဇာတ်ညွှန်းကတစ်စစ်ရုပ်ရှင်ကိုဒါရက်ကူးကြတယ်ဟိုမှာကင်မရာပိုင်းပြီးတော့တရုပ်ဆောင်ပိုင်းပြီးတော့ရိုက်ကူးရေးပိုင်းအစုံပါပဲဒီအပြင်ပေါ့ဇာတ်ညွှန်းကတစ်စစ်ဖြစ်လာတယ်ဇာတ်ညွှန်းကတော့ဒီရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ဖို့အတွက်အစီအစဉ်တကျဟိုဖွဲ့စည်းထားတဲ့ plan တစ်မျိုးပေါ့ဘယ်လိုရိုက်မယ်ဘယ်ချိန်မှာရိုက်မယ်ဘယ်နေရာမှာရိုက်မယ်ဘယ်လိုကင်မရာသုံးမယ်ဘာအကြောင်းရိုက်မယ်ဘာအကြောင်းရိုက်မယ်ဘာရည်ရွယ်ချက်ရိုက်မယ်ဘာရည်ရွယ်ချက်နဲ့ရိုက်မယ်စသဖြင့်ဒီလိုမျိုးအစီအစဉ်တကျ plan လုပ်ထားတာပေါ့ဒီဇာတ်ညွှန်းတွေပေါ့နော်ဇာတ်ညွှန်းကတော့ဒီ dialogue ပြောတာမဟုတ်ဘူးရုပ်ရှင်ဇာတ်ကားပါဝင်တဲ့စကားပြောတဲ့ဟာတွေပြောတာမဟုတ်ပါဘူးတရားပြပေါ်ရုပ်ရှင်စကားဖြစ်ဖို့တကွယ်ဘယ်လိုမျိုးအစီအစဉ်တကျ plan ဘယ်လိုမျိုးဆွဲမလဲဆိုတာကိုပြောတာ